အားလုံးပဲမင်္ဂလာပါဒါထမင်းကြော်ထားတာဖြစ်ပါတယ်ဒါစားကြပါအောင်ဒါကျွန်တော်မကြီးကြော်ထားပါကျုပ်လေးနဲ့မွေးကြိုင်တာပဲထမင်းကစားရုံနဲ့စားကြည့်နေတယ်ကွာဒါသာတော့ညင်နော်ထမင်းနဲ့ဒါညီမဒါကျွန်တော်တို့စားမင်းလေးပေါ့ဒါကတော့ကြော်ပေးရလို့ဒါကျွန်တော်မကြီးထမင်းကြော်ပေးတာပါကောင်းပါတယ်ရဟုတ်ဒါတော့ကျွန်တော်ကိုကြီးပါကိုကြီးရောဖားရပါဗျာစားတော့မပြပါနဲ့တွဲတော့မှကျွန်တော်ကကျွန်တော်တွေ့ပါခင်ဗျာမရပါနဲ့စားကြပါဦးဒါလည်းဒါပေါ့စားကြပါအောင်ဗျာဟင်းနေပါစားကြပါဦးမစားကြပါအောင်ဆောနဲ့စားမလားလည်းနဲ့စားမလားဆိုကိုဖေးရပါဒါဟာမင်းစားမဖေးရနဲ့ပါဒါငရုတ်သီးမောင်မငချင်းနေရပဲအဲ့ဒါ9ကြော်ပါဒါအနုငါ6ကြော်ပါငါ့ကြော်ကတက်တာဘာလို့မပဲမ